မိတ်ဆွေစင်ငယ်ချင်းညီကိုမောင်နှမများအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေခင်ဗျာကျွန်တော်ဒီနေ့မျှဝေမယ်ဘုဟုတုတလေးကတော့ရှင်ရိုက်တန်လေးမီးချောရင်လည်းမီးရတော်တော်လေးလဲပါတယ်ခလုတ်နေတဲ့အခါမှာလည်းဒီမှာမီးနီအင်ဒီကေတာလေးပြပါတယ်ဒီမှာကမီးအနီလေးလင်းပေမဲ့ဒီမှာ short ဘာမှမညီပါဘူးနော် short တိုက်လိုက်တဲ့ကဘာမှမညီပါဘူးဟိုဘက်ကိုလှည့်ပြီးတော့ခလုတ်ကိုနှိပ်ပြီးတော့ဆက်နှိပ်ကြည့်ပါဦးမယ်ဒီဘက်မှာလည်းဘာ short မှမရပါဘူးနော်ဖြောင်းနဲ့မမြည်တော့ပါဘူးအဲ့ဒီချက်လေးကိုကျွန်တော်တို့ဘယ်လိုမျိုး solution လုပ်ပြမလဲဆိုတာကိုဟေးလာကြားရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့flow တွေကိုပေးလိုက်ပါမယ် APN ဒီကနက်ကလေးတွေကိုဖြုတ်ပါမယ်ခင်ဗျာဟမဥဆုံးညော်တို့ခဲကြီးဆိုတဲ့ကန်ကိုအသုံးပြုပြီးတော့ battery ရဲ့ connection တွေကိုဖြုတ်ပါမယ်ခင်ဗျခါမှလည်းရှေ့တော့ကဗီဒီယိုလိုပဲမျက်မြင်နေနဲ့ circuit ထဲမှာဘယ်ပစ္စည်းတွေများဖောင်းနေတယ်မဲနေတယ်ဆိုတာကိုလိုက်လံရှာဖွေကြည့်ရှုစစ်ဆေးပါမယ်ခင်ဗျာညီမတို့ capacitor လေးကကောင်းတဲ့လက္ခဏာလေးတွေတွေ့ပါတယ်နော်တို့စတဲ့စစ်ဆေးမှာကတော့ဒီဘက် attract ဘက်စကားဘက်မှာ short ရှိမရှိတိုင်းမှာဖြစ်ပါတယ်စကားဘက်ကိုသွားတာကတော့အပြင်စကားနှစ်ခုကိုသွားတာကဒီအပြာရောင်ကျိုးနှစ်ချောင်းဖြစ်ပါတယ်အတွင်းစကားကိုသွားတာကတော့ဒီအနီရောင်ကျိုးဖြစ်ပါတယ်အဲ့ဒီတော့ကျွန်တော်တို့အနီရောင်ကျိုးစကားလေးကိုခဏချုပ်ပါမယ်ချုပ်ပြီးတော့စကားဘက်မှာရိုးစည်းမှုသို့မဟုတ် short ရှိမရှိကိုတိုင်းမှာဖြစ်ပါတယ်ဂျိုးပဲဖြုတ်ရမယ့်ဘက်ကိုဖြုတ်လိုက်တာပါနော်ဒီဘက်ကအပြာဘက်ကနေဖြုတ်ပြီးမှစစ်မယ်ဆိုရင်နှစ်ဂျိုးဖြုတ်နေရမှာပါအဲ့ဒီတော့ကျွန်တော်တို့ကဒီဘက်ကအနီကိုပဲဖြုတ်လိုက်တဲ့အတွက်ကြောင့်တစ်ဂျိုးပဲဖြုတ်ဖို့လိုပါတယ် connection ရှိမရှိသို့မဟုတ် short ရှိမရှိကိုတိုင်းတာစစ်ဆေးမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ meter s မှာ meter slider ကိုပုံစကေးရဲ့အမြောက်တဲ့ range မှာထားပါမယ်ခင်ဗျာပြီးရင်ကျွန်တော်တို့0 adjust ချိန်ပါမယ်ခင်ဗျာ0 adjust ချိန်ပြီးရင်ဒီအနီရောင်ကြိုးလေးမှာမီတာလက်တံနီနဲ့တိုင်းရပါတယ်အနက်နဲ့တိုင်းရင်လည်းရပါတယ်ခင်ဗျာနော်ထိုက်တာနဲ့တိုင်းမှာထိထားပါမယ်ပြီးရင်အပြင်စကားတွေနဲ့ဆက်သွယ်ပေးထားတဲ့အပြာရောင်ကြိုးလေးတွေကိုထမ်းကြည့်ပါမယ် short လည်းမရှိပါဘူးမီတာမှာမီတာညွှန်တန်းလေးကပြမလာဖြစ်တဲ့အတွက်ကြောင့်မို့လို့ရှို့စည်းမှုလည်းမရှိပါဘူး short လည်းမရှိပါဘူးအဲ့ဒါဆိုရင်စကားဘက်ကကိစ္စကိုစိတ်တန်တန်လေးထားလို့ရပါပြီစိတ်ရှင်းသွားပါပြီနော်အဲ့ဒါပြန်လက်ဆက်သွယ်ပေးလိုက်ပါမယ်ပြီးရင်ကျွန်တော်ကဒီ output capacitor ကိုလည်းတိုင်းတာစစ်ဆေးကြည့်ပါဦးမယ်ခင်ဗျာcapacitor လေးတွေကိုတိုင်းတာစစ်ဆေးတော့မယ်ဆိုလို့ရှိရင် meter slider ကိုအိုးစကေးရဲ့အမြောက် 10k မှာရွှေ့ထားလိုက်ပါမယ်ပြီးရင် meter လက်တံအနေနဲ့တစ်ခုစီကိုဒီ capacitor ရဲ့ငုတ်တွေနဲ့ထိကြည့်လိုက်ပါမယ်တစ်ချက်ခုန်သွားပါပြီဒါဆိုရင်ကောင်းပါတယ်ဒီဘက်ကိုတိုင်းကြည့်ပါဦးမယ်ချက်ခုန်သွားပါတယ်နော်ဒါဆိုရင်ကောင်းပါတယ်ခင်ဗျာပို့ပြီးတော့တေချာအောင် digital meter နဲ့တိုင်းကြည့်ပါဦးမယ် digital meter မှာ capacitor ကိုတိုင်းတဲ့ range မှာထားပါမယ်ခင်ဗျာပြီးရင်ကျွန်တော်တို့က223ဂျိုးဆိုတော့ 2kc 223ဂျိုးဒါဆိုရင်မှန်ပါတယ်နော် 22.04
22 nanofarad ရှိတယ်ဆိုတဲ့အကြောင်းကိုပြပေးပါတယ်ဒါဆိုရင်ဒီ capacitor ကကောင်းပါတယ်ခင်ဗျာပြန်ပြီးတော့ circuit ပေါ်မှာတက်ပါမယ်အောက်ပို့ capacitor ကြီးဖြစ်တဲ့223 joule 2kV ကိုတိုင်းတာစစ်ဆေးပြီးသွားတဲ့အခါမှာတော့ကျွန်တော်တို့ဒီ transistor လေးကိုလည်းထပ်မံတိုင်းတာစစ်ဆေးကြည့်ရပါဦးမယ်ခင်ဗျာဒီ transistor လေးကိုတိုင်းတာစစ်ဆေးမှာဖြစ်ပါတယ်အဲဒါကြောင့်ကျွန်တော်ကမီတာမှာမီတာရဲ့ selector ကို ohm scale ရဲ့အမြောက်30 range မှာရွှေ့ထားလိုက်ပါမယ်ခင်ဗျာကျွန်တော်တို့ဒီ transistor လေးကိုတိုင်းတာစစ်ဆေးကြည့်ပါမယ် transistor လေးရဲ့ဒီဆောက်ပုံကတော့ဒီညာဘက်ဆုံးခလုတ်က base ပါအလယ်ငုတ်က collector ပါဘယ်ဘက်ဆုံးငုတ်ကတော့ emitter ဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့မီတာရဲ့လက်တံအနက်ကို transistor ရဲ့ base မှာထိထားပါမယ်ပြီးရင်မီတာလက်တံအနီနဲ့ transistor ရဲ့ collector ကိုထိကြည့်ပါမယ်အဲ့ဒီအနေထားမှာမီတာညွှန်တန်လေးကHFV ဇယားရဲ့ဒီ1000 scale နားလေးမှာပြရမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်တိုင်းကြည့်ပါမယ် HFV ဇယားရဲ့1000 scale နားလေးမှာပြတာဖြစ်တဲ့အတွက်မှန်ပါတယ်ခင်ဗျာမီတာလက်တံအနီကို emitter ဘက်ကိုရွှေ့ပြီးတိုင်းကြည့်ပါဦးမယ်အဲ့ဒီလိုတိုင်းတဲ့အခါမှာလည်းခုနကပြတဲ့ပမာဏအတိုင်းပဲပြရမှာဖြစ်ပါတယ်အခုပြနေတဲ့ပမာဏကတော့0 adjust ချိန်ထားတဲ့ပမာဏအထိပြနေတာဖြစ်ပါတယ်အဲ့ဒါဆိုရင်ဒီ emitter နဲ့ base မှာ resistance တစ်ခုခုယူစီးနေပြီလို့ယူဆရပါတယ်ခင်ဗျာကျွန်တော်မီတာလက်တံလေးတွေကိုပြောင်းပြီးတော့တိုင်းကြည့်ပါဦးမယ် transistor ရဲ့ base မှာမီတာလက်တံအနီနဲ့ထိထားပါမယ်မီတာလက်တံအနက်ကို transistor ရဲ့ collector မှာထိကြည့်ပါမယ်မီတာညွှန်တန်လေးကလုံးဝမပြရပါဘူးခင်ဗျာထိကြည့်ပါမယ်အခုလိုထိကြည့်လိုက်တဲ့အခါမှာမီတာညွှန်တန်လေးကတန်ဖိုးတစ်ခုထိပြနေပါတယ်အဲ့ဒါဆိုရင် base နဲ့ collector မှာယိုစီးမှု resistance တစ်ခုခုရှိနေပြီဆိုတဲ့သဘောပါခင်ဗျာဒီ transistor လေးကချိုယွင်းနေပါပြီနော်မီတာလက်တံအနက်ကို transistor ရဲ့ emitter ဘက်ကိုရွှေ့ပြီးတော့တိုင်းကြည့်ပါအောင်မယ်အဲဒီလိုတိုင်းကြည့်တဲ့အခါမှာလည်းမီတာညွှန်တန်လေးကလုံးဝမပြရပါဘူးခင်ဗျာကျွန်တော်တိုင်းကြည့်လိုက်ပါမယ်ကျွန်တော်တိုင်းကြည့်လိုက်တဲ့အခါမှာတော့ emitter နဲ့ base ကတော်တော်လေးကိုယိုစီးမှုများနေပါတယ်သူပြတဲ့ scale ကတော့ ohm scale နဲ့ပြောမယ်ဆိုလို့ရှိရင်2 ohm အနေထားမှာပြနေတာဖြစ်ပါတယ်ကျွန်တော်တို့ကohm scale ရဲ့အမြောက်30 range မှာထားတာဖြစ်တဲ့အတွက်ကြောင့်မလို့2ကို30နဲ့ညှောင်းလိုက်တဲ့အခါမှာ20 ohm ရပါတယ်ခင်ဗျာ20 ohm အနေထားအထိ emitter နဲ့ base နဲ့က resistance ယိုစီးမှုတစ်ခုရှိနေပါပြီအဲဒါဆိုရင်ဒီ transistor ကလုံးဝပျက်စီးနေပါပြီခင်ဗျာကျွန်တော်တို့ transistor အသစ်တစ်လုံးနဲ့ရှင်တွဲပြီးတော့တိုင်းကြည့်ပါဦးမယ်ခင်ဗျာဒါလေးကတော့ကျွန်တော်အသစ်လဲလက်ဆင်မဲ့ D882 transistor လေးဖြစ်ပါတယ်ခင်ဗျာ transistor ရဲ့ base ကိုမီတာလက်တံအနက်နဲ့ထိထားပါမယ် transistor ရဲ့ collector ကိုမီတာလက်တံအနီလေးနဲ့ထိကြည့်ပါမယ်အဲ့ဒီအနေထားမှာ HFE ဇယားမှာ1000 scale နားလေးမှာပြနေရမှာဖြစ်ပါတယ်မှန်ပါတယ်လက်တံအနီကို emitter မှာတို့ကြည့်လိုက်ပါမယ်ဒီခြားခါမှာလည်းပဲ1000 scale မှာပဲပြနေပါတယ်ဒါဆိုရင်ဒီ transistor ကအသစ်လဲဖြစ်တဲ့အတွက်ကြောင့်မလို့ကောင်းပါတယ်နော်ကျောင်းမြန်တိုင်းကြည့်ပါဦး transistor ရဲ့ base ကိုမီတာလက်တံအနီ transistor ရဲ့ collector ကိုမီတာလက်တံအနက်နဲ့တို့ကြည့်ပါမယ်မီတာညွှန်တန်လေးကလုံးဝမပြရပါဘူးခင်ဗျာမှန်ပါတယ်
မီတာလက်တံအနက်ကို transistor ရဲ့ emitter မှာထိကြည့်ပါမယ်အဲ့ဒီအနေထားမှာလည်းမီတာညွှန်တန်းကလုံးဝမပြပါဘူးဒါမှန်ပါတယ်အဲ့ဒီအတွက်ကြောင့်မလို့ကျွန်တော်ကဒီ transistor အကောင်းနဲ့ရှင်ရိုက်တဲ့ circuit မှာအစားထိုးလဲပြုပြင်မှာဖြစ်ပါတယ်ခင်ဗျာ base emitter ခေါ်လိုက်တာမှန်ကန်အောင်ပြန်ထည့်ပါနော်ခုနကပြုတ်စင်ခါတုန်းကဒီဘက်ကကြောဘက်ကဒီဘက်မှာရှိပါတယ်နော်အဲ့ဒါလေးကိုမှတ်သားထားဖို့လိုပါတယ်ခင်ဗျာပြီးပါပြီဆိုတော့ကျွန်တော်တို့အတန်းမြင့်စမ်းဖို့အတွက်ဒီမှာဘက်ထရီကျုံးငုတ်လေးတွေကိုခဲကြီးပြန်ဆော်ပေးပါမယ်ခင်ဗျာခဲကြီးဆော်မဲ့ကြိုးလေးကိုထင်းရှူးစီနဲ့နည်းနည်းလေးတိုးထားပါမယ်ပြီးပြီဆိုရင်တော့ကြိုးလေးကိုဘက်ထရီမှာပြန်လည်ဆက်သွယ်ပေးပါမယ်ကျွန်တော်တို့ဒီကလုတ်လေးတွေကိုနှိပ်ပြီးတော့စမ်းကြည့်ပါမယ်ဒီ slide switch လေးကိုဖွင့်ပါမယ် LED light တွေမီလေးလင်းလာပါပြီခင်ဗျာအဲ့ဒီအနေထားမှာကျွန်တော်တို့ကဒီကလုတ်လေးကိုနှိပ်ပြီးစမ်းကြည့်ပါမယ်ခင်ဗျာကလုတ်လေးကိုနှိပ်လိုက်တဲ့အခါ indicator မီးအနီလေးလင်းလာပါတယ်အဲဒီဘက်ကိုokayရပါပြီခင်ဗျာအောက်ပေါ် capacitor အတွင်းကလက်ကျန်ပို့လေးကိုလည်းထုတ်ပေးရပါမယ်ခင်ဗျာအဲ့ဒါဆိုရင်ပြီးပါပြီခလုတ်လေးကိုပြန်ပိတ်လိုက်ပါမယ်ခင်ဗျာဒီ power on LED လေးကိုသူ့ရဲ့အပေါက်ကလေးထဲမှာဝင်အောင်ပြန်ပြီးတော့သေချာလေးထည့်ပါမယ်ခင်ဗျာဘက်ထရီနဲ့ကြိုးကိုခဲကြီးဆော်ဆက်သွယ်ထားတဲ့အနေထားလေးတွေကလှုပ်ပြီးတော့ခဲပြုတ်သွားတတ်ပါတယ်အဲ့ဒါကိုကြိုတင်ကာကွယ်တဲ့အနေနဲ့ကျွန်တော်တို့ကကော်ချောင်းလေးကိုမီးရှို့ပြီးတော့အဲ့ဒီဆက်သွယ်ထားတဲ့ကြိုးငုံမှာတို့ပေးလိုက်မှာဖြစ်ပါတယ်ခင်ဗျာကော်ချောင်းလေးကိုမီးရှို့ပြီးတော့အခုလိုမျိုးကတ်ပေးလိုက်တဲ့အတွက်ကြောင့်မို့လို့ချင်းရိုက်တန်တော်ရုံတန်ရုံလှုပ်တဲ့အခါဒီခဲကြီးချက်ကလေးတွေကမပြုတ်တော့ဘူးပေါ့ခင်ဗျာအခုတော့ကျွန်တော်ရဲ့ဗီဒီယိုလေးတွေကိုအချိန်ပေးပြီးတော့ဗီဒီယိုဆုံးထိလိုက်ပါကြည့်ရှုပေးကြတယ်မိတ်ဆွေတငယ်ချင်းညီကိုမောင်နှမများတို့လျောက်ချင်းစီအတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာနောက်ထပ်လည်းဘိုးစတာရမယ့်ဗီဒီယိုလေးတွေကိုကြိုးစားပြီးတော့တင်ဆက်ပါအောင်မယ်ကျွန်တော်ရဲ့ဗီဒီယိုကနေမိတ်ဆွေတို့အတွက်ဘိုးစတာတစ်စုံတစ်ရာရရှိရဆိုလို့ရှိရင်ကျွန်တော်ရဲ့ဗီဒီယိုလေးကို like and share လုပ်ခဲ့ပေးကြပြီးတော့ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လုပ်ခဲ့ကြဖို့တောင်းဆိုပါရစေခင်ဗျာနောက်တစ်ပတ်နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြမယ်နော်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာမိတ်ဆွေတငယ်ချင်းညီကိုမောင်နှမများအားလုံးကိုယ်စိတ်နဲ့ဖြာကျမ်းမာထန်လာကြပါစေရန်သူမျိုး၅ပါး BND ကနေလည်းအမြန်ဆုံးကင်းဝေးကြပါစေခင်ဗျာစာဝတ်နေရေးများလည်းအစဉ်ပြေချောင်းလွယ်ကြပါစေ